လူအများစုကခါနာတက်တဲ့ပြဿနာကိုနေ့စဉ်ကြုံတွေ့နေရတယ်။အဲ့ဒီအထဲကမှခါစစ်ရိုးထွက်ကြတယ်၊ကျွံကြတယ်ဆိုတဲ့အကြောင်းအရာကိုဒေါက်တာဒီဗီဒီယိုလေးကနေပြီးတော့ပြပြပေးသွားမှာဖြစ်ပါတယ်။အဲ့တော့ PID လို့ခေါ်တဲ့ခါစစ်ရိုးကျွံကြတာအရှိကောက်ဆိုရင်တော့ Prolapse Intervertebral Disc ဒီအစစ်ပြားလေးကဘယ်မှာရှိတာလဲဆိုရင်ဒေါက်တာတို့ရဲ့ခါစစ်ရိုးနှစ်ခုကြားထဲမှာသူကကူရှင်လိုမျိုးသဘောအနေနဲ့ရှိနေတယ်ပေါ့နော်။ခါအစစ်တစ်ခုချင်းစီရဲ့ကြားထဲမှာသူကရှိနေတယ်။ဒေါက်တာတို့ဒီအစစ်ပြားလေးတွေကဘယ်လိုပုံစံမျိုးလဲဆိုတော့သူကအပြင်ကအခွန်မမလေးနဲ့ဖွဲ့စည်းထားပြီးတော့အတွင်းမှာဂျယ်လီလိုမျိုးအရည်ပြော့လေးတွေရှိတယ်။အသက်အရွယ်ရတော့၎င်းအလေးပင်တစ်ခုခုမားလိုက်လို့ရုတ်တရက်အနေအထားမှားသွားလို့တော့၎င်းဒါမှမဟုတ်ကိုယ်လေးချိန်အရမ်းများလို့ဒီခါစစ်ရိုးကိုဖိမိလို့တော့၎င်းaccidentally trauma တခုခုရလို့တော့၎င်းဒီ acid အခွန်မမလေး acid ပြား disc အပြားလေးရဲ့အခွန်မမလေးကကွဲထွက်ပြီးတော့အတွင်းကအရည် jelly လိုမျိုးအရည်ကကျွံထွက်လာတတ်တယ်သူကျွံထွက်လာတဲ့အခါမှာဆိုရင်အာယုံကြောကိုဖိမိပြီးတော့အာယုံကြောနာကျင်မှုတွေရောင်ရမ်းမှုတွေထုံနာကျင်တာတွေဖြစ်လာတတ်တယ်တော်တော်များများကကြတော့လေ့ကျင့်ခန်းလုပ်ပြီးတော့ဆေးတောက်လို့ရှိရင်3လကနေ6လအတွင်းမှာတက်တာသွားပင်မဲ့လဲပြင်းထန်တဲ့လက္ခဏာတွေဖြစ်လာပြီဆိုလို့ရှိရင်တော့ခွဲစိတ်ကုသမှုကိုခံယူရတတ်တယ်။ Okay ဒါဆိုရင်ဒေါက်တာတို့နဲ့ဘယ်အချိန်မှာပြတင်လဲ။ကိုကခြေထောက်အောက်ပိုင်းတစ်ခုလုံးနာကျင်လာတာမျိုးဒုမဟုတ်ခြေဖွားတွေထုံကျင်လာတာမျိုးခြေထောက်အောက်ပိုင်းတစ်ခုလုံးထုံကျင်လာတာမျိုးရုတ်တရက်ခြေထောက်ကြီးကလေးလံသွားတာမျိုးရုတ်တရက်အားပြော့သွားတာမျိုးခါနာတာကတော့ရှိတတ်ပေမဲ့ခါနာတာထက်ခြေထောက်ကပိုပြီးတော့နာကျင်နေတယ်ထုံနာတာမျိုးတွေဆိုလို့ရှိရင်ချက်ချင်းဆရာဝန်နဲ့အမြန်ဆုံးပြတင်ပါတယ်ဒါဆိုလို့ရှိရင်ဘလိုမျိုးကိုကဂယူးဆိုင်ပြီးတော့နေထိုင်ရမှာလဲတက်နိုင်တဲ့လောက်တော့ခါကိုဖြတ်မမတ်ထားပြီးတော့နေပေးရမယ်မတ်တရတဲ့ခါမှာပဲဖြစ်ဖြစ်ထိုင်နေတဲ့ခါမှာပဲဖြစ်ဖြစ် screen time များပြီးတော့အလုံးလုံးနေတဲ့ခါမှာပဲဖြစ်ဖြစ်တက်နိုင်တဲ့လောက်ခါကိုဖြောက်မတ်စွာထားပါအလေးအပင်တွေကိုမရမကအတင်းမမပါနဲ့ပစ္စည်းတွေကုန်းကောက်တဲ့ခါမျိုးမှာဆိုရင်ခါကိုအရန်ကြီးအဲ့လိုကုန်းပြီးကောက်တာမျိုးထပ်စားလို့ရှိရင်ဒူးကိုညွန့်ကြပြီးတော့ခြေထောက်အားနဲ့ပစ္စည်းတွေကိုကောက်ပေးပါဒါဆိုလို့ရှိရင်တော့အမှန်တကယ်ကျန်းမာတဲ့ခါစစ်ယူကိုပိုင်ဆိုင်နိုင်ပါလိမ့်မယ်ဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုလည်း sharing လုပ်ပေးလို့ရတယ်သိချင်တဲ့မိကုန်းတွေကိုလည်းဒေါက်တာတို့ရဲ့ Trust Care online clinic မှာလာပြီးတော့တိုင်ပင်ဆွေးနွေးလို့ရပါတယ်အားလုံးပဲမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေရှင်